ဘီးလဲတက်တဲ့လူဝင်ကြီးကိုမြင်ဘူးလားသူဟာဂျိုက်ကိုကျွမ်းကျွမ်းကျင်ကျင်တုံပြီးကားကိုမြှောက်လိုက်တယ်ပြီးတော့ပျက်စီးနေတဲ့ဘီးကိုဖြုတ်လိုက်တယ်နောက်ပြီးအပိုဘီးကိုမြန်မြန်ဆန်ဆန်ပဲပြန်တက်လိုက်ပြီးနောက်ဆုံးမှာဝက်ဦးတွေကိုကြက်အောင်ကြက်ပြီးအလုတ်သိမ်းလိုက်တယ်သူ့ရဲ့လှုပ်ဆောင်ချက်တွေကတွက်လက်ချက်ချလွန်းလို့ကားဆရာတော်မနေနိုင်ပဲလက်ခုပ်တီးပေးမိတယ်ဘီးလဲပြီးတဲ့နောက်လူဝင်ကြီးဟာလှောင်အိမ်ထဲကိုလိမ္မာပါနှက်စွာပြန်ဝင်သွားတယ်ဒါပေမဲ့ကားမောင်းထွက်လာပြီးတိတ်မကြခင်မှာပဲစီကုံသွားပြန်တယ်တော်သေးတာကရှေ့နားမှာစီဆိုင်တစ်ဆိုင်ရှိနေလို့ကားဆရာကစီအပြည့်ဖြည့်ခိုင်းလိုက်တယ်ဒါပေမဲ့ပတ်စံရှင်းကနီမှာပတ်စံမလောက်မှန်းသိလိုက်ရတယ်ဒါကိုလူဝင်ကြီးကဘေးကနေအရန်စိတ်တူနေတယ်ဆိုင်ရှင်ကရဲခေါ်ဖို့ဖုန်းဆက်တော့မဲ့အချိန်မှာကားဆရာကဘေးပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တော့အနီးနားမှာစက်ကပ်အဖွဲ့တစ်ခုရှိနေတာကိုတွေ့သွားတယ်ဒါနဲ့သူကလူဝင်ကြီးကိုခေါ်ပြီးဖျော်ဖြေပွဲမှာဝင်ကပြလိုက်တယ်လူနဲ့လူဝက်နှစ်ယောက်ပေါင်းပြီးရေစရာကောင်းအောင်ကပြလိုက်တာကြည့်ရှုသူတွေအများကြီးကိုဆွဲဆောင်နိုင်ခဲ့တယ်မကြခင်မှာပဲစီဖိုးအတွက်လုံလောက်တဲ့ပတ်စံကိုရရှိခဲ့တယ်ပတ်စံရှင်းပြီးတဲ့နောက်သူတို့ခီးဆက်ခဲ့ကြတယ်ဒါပေမဲ့ဒီလမ်းကတကယ်ကိုကြမ်းတမ်းလွန်းတယ်လမ်းဆိုးတာကြောင့်လူဝင်ကြီးဟာကားပေါ်မှာမူးလဲသွားခဲ့တယ်ကားဆရာကကားပေါ်ကဆင်းပြီးအမြန်သွားကြည့်တယ်ဒါကဖောက်တယ်ကအပ်ထားတဲ့တမိုးကြီးကုန်ပစ္စည်းလေးတကယ်လို့တစ်ခုခုဖြစ်သွားရင်သူ့ကိုယ်သူရောင်းရော်ရင်တော့မလောက်ဘူးလူဝင်ကြီးငြိမ်သက်နေတာကိုမြင်တော့ကားဆရာလည်းချွေးပြန်လာတယ်ဒါပေမဲ့ဒီလိုတော့ကန်တာရတဲ့မှာဘသူ့ကိုမှအကူအညီတောင်းလို့မရဘူးကားပေါ်ပါလာတဲ့မိန်းကလေးကအနီးနားမှာတရိတ်ဆန်ရုံတစ်ခုရှိတာကိုတတိယသွားပြီးအဲ့ဒီကတရိတ်ဆန်ဆရာဝန်နဲ့ပြကြည့်ရင်ကောင်းမလားလို့အကြံပေးတယ်ကားဆရာကချက်ချင်းပဲကားမောင်းသွားခဲ့တယ်ဒါပေမဲ့